ခါတလေကြရင်လေရိုးရှင်းတဲ့စကားလုံးလေးတွေထဲမှာပဲအနက်ရှိုင်းဆုံးအမှန်တရားတွေရှိနေတဲ့ဒီနေ့မှာတော့အဲ့ဒီလိုပဲရိုးလေးနောက်ခွန်းဆက်စကားတစ်ခုရဲ့နောက်ွယ်ကလူသားတွေရဲ့ဆက်ဆံရေးနဲ့ဆက်မှန်ခြင်းအကြောင်းကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဘယ်ကစမ်းလဲဆိုတော့ဒီဂျပန်နှုတ်ဆက်စကားလေးနဲ့စလိုက်အောင်အပေါ်ရန်ချိလိုက်ရင်တော့ရိုးလေးပဲနော်ဒါပေမဲ့အဲ့ဒီစကားလုံးလေးရဲ့နောက်ွယ်မှာထင်ထားတဲ့အများကြီးပုံနဲ့ဆိုင်တဲ့အတိပ္ပယ်ရှိနေတယ်ဗျဒါကိုဘာသာပြန်ကြည့်လိုက်တော့အားလုံးနဲ့ယဉ်နီးပြီးသားနှွေးထွေးတဲ့စူတောင်းစကားလေးဖြစ်နေတာကိုတွေ့ရတယ်နှစ်သက်မှာကောင်းမွန်တဲ့စွမ်းရည်နဲ့ပြန့်နှံ့ပါစေတဲ့ဒါကရေခဲတောင်ရဲ့ထိပိုင်းလေးပဲရှိသေးတယ်ဆိုသလိုပဲအခုအဲ့ဒီအောက်မှာဘာတွေဆက်ရှိနေမလဲဆိုတာဆက်ပြီးကြည့်သွားကြအောင်ပထမဆုံးအပိုင်းနေနဲ့ကောင်းမွန်တဲ့စွမ်းရည်ဆိုတဲ့အကြောင်းကိုကြည့်ကြမယ်ဆိုတော့ဒီနှုတ်ဆက်စကားရဲ့ပထမပိုင်းကဘာကိုပြောချင်တာလဲဆိုတော့ပုံမှန်ကျုံကိုကောင်းတဲ့အရာတွေတက်ရောက်စေချင်တဲ့ဆန္ဒကိုအဓိကထားပြီးပြောထားတာပါဟုတ်တယ်လေအထူးသဖြင့်နတ်တကူလိုအခြေမျိုးမှာဆိုရင်အားလုံးကကိုယ့်ပတ်ဝန်းကျင်မှာကောင်းတဲ့စွမ်းရည်တွေအကောင်းမြင်စိတ်တွေနဲ့ပြည့်နေစေချင်ကြတာပဲမဟုတ်လားအဲ့တော့ဒီနှုတ်ဆက်စကားကလူတိုင်းရဲ့စိတ်ထဲမှာရှိတဲ့အဲ့ဒီစန္ဒာလေးကိုတဲတဲတော့ထိသွားစေတယ်ပေါ့ကဲဒုတိယပိုင်းကတော့အပြုံးရဲ့တဲ့ရမှုအကြောင်းအကောင်းမြင်စိတ်ရဲ့အကောင်းဆုံးသင်္ကေတကပါလဲအပြုံးလေဆိုတော့ဒီနှုတ်ဆက်စကားကအပြုံးရဲ့အစွမ်းကိုဘလို့များဖော်ပြထားတယ်လဲကြည့်လိုက်အောင်ဒီမှာအပြုံးရဲ့ပထမဆုံးအစွမ်းကိုတွေ့ရပြီအဲ့ဒါကဘာလဲဆိုတော့ပတ်ဝန်းကျင်တစ်ခုလုံးကိုလင်းထိုင်သွားစေနိုင်တဲ့အစွမ်းပဲစဉ်းစားကြည့်လေအပြုံးတစ်ခုကအခန်းမောင်တစ်ခန်းလုံးကိုဘလောက်တောင်လင်းထိုင်သွားစေနိုင်လဲဆိုတာသူ့ရဲ့ဒုတိယအစွမ်းကကြတော့ပိုပြီး personal ဖြစ်သွားတယ်ဆိုလိုတာကအပြုံးတစ်ခုကလူတစ်ယောက်ချင်းစီအပေါ်မှာတကယ်ကိုကောင်းမွန်တဲ့တက်ရောက်မှုတွေရှိစေနိုင်တယ်ပေါ့တခါတလေရိုးရိုးလေးပြောင်းလိုက်တဲ့အပြုံးတစ်ခုကတခြားတစ်ယောက်ရဲ့အစိုးဆုံးနေ့တစ်နေ့ကိုတော့အကောင်းဆုံးဖြစ်အောင်ပြောင်းလိုက်ပေးနိုင်တယ်လေနောက်ဆုံးတစ်ခုကတော့အပြုံးဆိုတာငင်ငင်လေးထိုင်နေတဲ့ရမဟုတ်ဘူးတဲ့သူကတကယ်ကိုတက်ကြွတယ်တခြားသူတွေစီကိုပျော်ရွှင်မှုတွေကံကောင်းခြင်းတွေတည်ဆောင်သွားပေးနိုင်တဲ့ active ဖြစ်တဲ့စွမ်းအားတစ်ခုဖြစ်တယ်လို့ဒီမှာအဓိကပြောထားတာဒါပေမဲ့ခဏလေးနော်စဉ်းစားကြည့်အောင်ဘယ်လိုအပြုံးမျိုးမဆိုတကယ်စင်ပြည့်ရလားဒီမေကွန်လေးကပဲအပြုံးရဲ့အပြင်ဘက်ကတရားမှုလေးကနေအတွင်းစိတ်ရဲ့ပုံနဲ့တဲ့ပိုင်းစီကိုကျွန်တော်တို့ကိုခေါ်သွားတော့မှာပါကဲအပိုင်း3ကတော့ဒီအကြောင်းအရာတစ်ခုလုံးရဲ့ turning point လို့ပြောလို့ရမယ်အလဲပြောင်းပေါ်ဒီညမှာပဲကျွန်တော်တို့ကိုတကယ်အံ့အားသင်းသွားစေမယ့်အချက်တစ်ခုရောက်လာပါပြီခဏအပြုံးရဲ့အစွိုင်းတွေကြောင့်အများကြီးပြောပြီးမှယုတ်တိယကြီးဒီစကားကိုကြားလိုက်ရတာဒါပေမဲ့အတင်းအကျပ်အပြုံးမပြလေရပါတယ်တဲ့ဟာဒါတကယ်ကို surprise ဖြစ်เสียရပဲပြီးတော့အယမ်းလာနေနေတယ်အဲ့တော့တကဘာကိုဆူလို့ရလဲဒီရိုးရိုးလေးစကားတစ်ခုကလည်းလူတွေရဲ့ပြုံးမှကောင်းမယ်ဆိုတဲ့ဖိအားတွေနဲ့လွတ်လပ်ခွင့်ပေးလိုက်တာပဲဟန်ဆောင်နေတာပဲကိုယ့်ရဲ့စစ်မှန်တဲ့စိတ်ကိုတန်ဖိုးထားဖို့ကိုယ်ခံစားချက်အမှန်ကိုလက်ခံဖို့အားပေးနေတာကောင်းပြီအပိုင်းလေးကတော့စစ်မှန်တဲ့အပြုံးအကြောင်းပဲအတင်းပြုံးစရာမလိုဘူးဆိုရင်ဒါဆိုဘလို့အပြုံးမျိုးကမှတကယ်တန်ဖိုးရှိတာလေအခုပဲဒီအကြောင်းညာရဲ့အဓိကအချက်အခြာ Koma 6 fit တဲ့စစ်မှန်တဲ့အပြုံးရဲ့ရေးပါမှုစီကိုရောက်လာပါပြီဂျပန်လိုဆိုရင်တော့ Honmono no Egao လို့ခေါ်တယ်အတန်ထွက်ကတော့ Honmono no Egao ပေါ့ဆိုလိုရင်းကရှင်းရှင်းလေးပဲတာဝန်ရဟန်ဆောင်ပြီးပြုံးပြရတဲ့အပြုံးမျိုးမဟုတ်ဘူးကိုယ့်ရဲ့အတွင်းစိတ်ထဲကတကယ်ကိုပျော်လို့တကယ်ခံစားရလို့တူ့လိုထွက်ပေါ်လာတဲ့အပြုံးမျိုးကိုဆိုလိုတာဒီမှာရှင်းရှင်းလင်းလင်းနိုင်ရှင်ပြထားတယ်အတင်းပြုံးရတဲ့အပြုံးဆိုတာကအပြင်လောကကြီးအတွက်တတ်ထားရတဲ့မျက်နှာဖုံးတစ်ခုပဲတာဝန်ရပေါ့ဒါပေမဲ့စစ်မှန်တဲ့အပြုံးကကျတော့အဲ့လိုမဟုတ်ဘူးသူကကိုယ့်အတွင်းစိတ်ရဲ့တောက်ပမှုကအပြင်ကိုလင်းလက်ပြီးထွက်လာတာမျိုးဟန်ဆောင်မှုရဲ့စစ်မှန်မှုလုံးဝကိုကွာခြားသွားတယ်ကဲနောက်ဆုံးပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့နောက်ဆုံးစုတောင်းရဲ့နက်နက်တဲ့အဓိပ္ပာယ်ပါအခုနကကျွန်တော်တို့တီးခဲရတဲ့အချက်တွေအားလုံးကိုစုပြီးတော့မူရင်းစာသားရဲ့နောက်ဆုံးစုတောင်းကိုပြန်ကြည့်လိုက်တဲ့အခါအဓိပ္ပာယ်ကလုံးဝကိုပြောင်းလဲသွားတာတွေ့ရပါလိမ့်မယ်ဆိုတော့အမြဲတမ်းပြုံးနေနိုင်ပါစေဆိုတဲ့စုတောင်းတာအပေါ်ယံကြည့်လို့ဟန်ဆောင်ပြီးအမြဲပြုံးနေပါလို့ပြောရမှာဟုတ်တော့ဘူးသူ့ရဲ့တကယ်အသေးပဲကဘာဖြစ်သွားလဲဆိုတော့အဲ့လိုစစ်မှန်တဲ့ပြုံးတွေသူ့အလိုလိုထွက်ပေါ်လာနိုင်လောက်သေးသည်စိတ်ရဲ့ငြိမ်းချမ်းမှုနဲ့ပျော်ရွှင်မှုမျိုးကိုတကယ်ပိုင်းဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်တာပဲအရန်ကိုနည်းနည်းလေးဆုတောင်းတစ်ခုဒီအကြောင်းအရာလေးကိုမပြီးဆုံးခင်မှာစဉ်းစားစရာမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ဟန်ဆောင်မှုတွေ PR တွေနဲ့ပြည့်နေတဲ့ဒီနေ့ခေတ်ကဘာကြီးမှာကျွန်တော်ရဲ့နေ့စဉ်ဘဝထဲမှာစစ်မှန်တဲ့အပြုံးတစ်ခုကိုတကယ်ပြောထောင်နိုင်ဖို့ပိုင်းဆိုင်နိုင်ဖို့အတွက်တကယ်တမ်းရောဘာတွေလိုအပ်နေတယ်လို့ထင်ပါသလဲ